ကဲစလုံးတိုက်လေးစီးကျင်တယ်ဒါစီစားမှလေးကြောက်တယ်ဆိုတဲ့လူကြီးမြတ်အတွက်ကျွန်တော်ဒါစလုံးတိုက်ထဲကတိုတာဘယ်တာလေးတစ်စီးကိုကျွန်တော်ရောင်းချပေးပါမယ်ဒီ G poster လေးဖြစ်ပါမယ်နော်ဒါရန်ကုန်တိုင်းစီနံပါတ် F10 နဲ့ရပါမယ်အယိုးစစ်တိုက်ခိုက်ရှင်းပါတယ်နော်ကညနာတရန်ဝေရင်စစ်ထားပြီးသားကားလေးပါခင်ဗျာကျွန်တော်ဒီကားလေးကို838သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်မော်ဒယ်2006လေးဖြစ်ပါမယ်ခင်ဗျာဒါတောက်ချောင်းနဲ့ပွက်သွေးလေးပါကဲဒါတော့အတွင်းငန်းလေးပဲဖြစ်ပါမယ်ခင်ဗျမချိန်မီချိန်မချိုးမခောက်လေးပါမယ်နော် TV back camera လေးပါပါမယ်ခင်ဗျာဒါ aircon digital ဖြစ်သွားပါမယ် poster လေးဖြစ်သွားပါမယ်နော်ကားလေးတော်တော်လေးတန့်ပါတယ်အတွင်းငယ်ဆိုလဲတော်တော်လေးတန့်ပါတယ်ခင်ဗျာ Kia Auto 2 အမှန်လေးနဲ့ရရှိပါမယ်ဘေးနာ side cover တွေကိုယ့်ရပြည့်လုံးဝမရှိပါဘူးเนาะအတွင်းငန်းလေးလည်းတော်တော်လေးတန့်ပါတယ်ကျွန်တော် model 2006လေးပါခင်ဗျဘောင်းတွေခေါင်းတွေအကုန်ရှင်းပါမယ်ကချီရ38တန်းရောင်းချပေးမဲ့ကားလေးပဲဖြစ်ပါတယ် model 2006လေးပါခင်ဗျ G poster လေးနဲ့ရပါမယ် Toyota Beta လေးပါခင်ဗျကဲကျွန်တော်နောက်အခန်းလေးပြပေးပါမယ်နောက်ခန်းဆိုလဲကျွန်တော်တော်တော်လေးကျယ်ပါတယ်နော်ပစ္စည်းတင်ရတာလည်းအဆင်ပြေပါတယ်ကဲဒါတော့နောက်ကျန်ကလေးဖြစ်ပါမယ်ခင်ဗျနောက်ကျန်ကင်းဆိုရင်လည်းအဆွေးပြူလုံးဝမရှိပါဘူးနော်စလုံးတိုက်ဆိုတော့အနောက်ချမ်းမှာဒါကိုယ့်ရဲ့အသုံးဆောင်ပစ္စည်းလေးတွေတင်လို့ရမှာပဲဖြစ်ပါတယ်ကားလေးကိုစိတ်ဝင်စားလို့လာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့အရှိတကုံမင်းရဲ့ကြော်စွာ one way လမ်းမှာရှိရက်ကွာကိတ်ရောင်မှတ်တိုင်အနီးဆိုရီကာရှိုးတို့မှာကြည့်ရှုလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးကတော့39 98 524 2323ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျဗီဒီယိုဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ဒုတိယချင်းတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်